ရတယ်နော်ကျွန်တော်တို့ပြီးတော့ပေးထားတဲ့အပိုင်းလေးရှိတယ်ဆိုတော့ဘာမှမဖြစ်ဘူးနေလမ်းမှာတော့ break ကလည်းဘလင်းသွေးလေးပါလေးပြန်ကြီးတာလေဘာစီယာနဲ့ဆိုတာလိမ့်လေးတလိမ့်လို့တခင်လိမ့်တော့ဂန်းကျင်တာလေအောက်မှာရီးသီးနဲ့ confidence ဖြစ်နေပြီလို့လေဟုတ်တော့ smart reader ဟုတ်လားတန်တဲ့ဘာညာလဲဆိုတော့အရင်ကလုံးလို့ရမှာမဟုတ်ဘူးဘူးလောတွေကတော့ level ပါညာရဖို့အတွက်ပဲဦးစားပေးပြီးတော့ fan နေနေပဲ test ကူလေးတစ်ခုတော့တွားရပြီးတယ်ဗျဟုတ်တယ်တော့တော်တယ်လောက်မှပဲစချမလားဘူးလောတွေကတော့ level 4အတွက်ရုံးကန်နေနေပဲ plan နေတော့ဒီဘက် information လေးတော့သူရတော့ရပါတယ်နော်ဒီဘက်မှာ channel တီးပြီးစားနေဘာစီယာနေတော့အောက်ကဂျန်ငယ်သေးတွေပါမစားဘူးဗျာနော်အလေလန်းကိုနည်းနည်းလေးလာဂန့်ကျင်နေတယ်ပုံနေဒါပေမဲ့ဆောတော့ဆောပါပြီအရင်မလုပ်တာပဲလေဘယ်4တွေပါစောင်းလိုက်အောင်လန်းမှာလည်းရင်းနဲ့တူတူတွဲဆော့နေမလဲလေဘယ်4ပါညာယူပြီးတော့တက်တက်လေးချတာပိုကောင်းတယ်ဒီနာလည်းဒီဘက်မှာ level 4နော် manipulation တွေပါလို့နေတဲ့အချိန်ဆိုတော့လောတာတော့မကောင်းပါဘူး AC ပါ AC ပဲဆော့တာရ AC ပဲဆော့ကဲခီလေးတော့ဟိုးတိုင်းနဲ့ပဲချီကူပြီးတော့တက်လာတဲ့နေချာပြီးရစားရတော့မှာနော်ဒီဘက်မှာတက်တယ်လေးပဲကြည့်ရမှာကဲအဲ့မှာတော့ခြုံထဲမှာတော့နော် buffy ဖွင့်ပြီးတော့ impact တွေရိုက်နေတယ် blink အဲ့ဒါလေးတော့နည်းနည်းလေးရုံးကန်နိုင်တော့ vlan နဲ့ဟန်တော့ထိန်းနိုင်တော့ blink နေနည်းနည်းလေးပုတ်ခံလိုက်တော့တွင်းနေသွားပြီခရီလေးပါလေးတော့ wave breaker နဲ့ဆင်းနဲ့ထိုးထားလို့သွေးပါပြီးပြန်ဟီးနေတဲ့အပိုင်းလေးရှိတယ်ရင်းလေးပါဟီးပေးလိုက်တာဒါလေးကတော့ကောင်းသွားတဲ့တစ်ချက် blinkဘေးနားနေတော့ wave breaker နဲ့တော့တောက်ချောက်လေးထိုးဟီး manipulation ဆိုတာတက်ဖို့ repeat ခံမဲ့ပေါ့ဝိုင်းမှာတော့ fat black ကိုပါကျွန်တော်မြန်မာအတင်းထပ်မှပြီးတော့ပိုင်ဆိုင်သားနဲ့ tsunami slide နဲ့ဖမ်းလို့လာတဲ့ Gary လေးကိုပါဆုံးသက်ရီး3ဂျာညံ့နေတော့ဒီမှာအဲ့ Asmori တော့မထုတ်ပေးလိုက်တာ CC Leon တော့နည်းနည်းတတိထားရီး3ပြန်ပြီးတော့ damage ပေးပြီးယူသွားရင်3 for 2 train နဲ့တဲနေတာကြီးကိုတတဲပါရထားတာ easy ပဲဘာမှမဖြစ်ဘူးတတဲလေးရလိုက်တဲ့ပြင်ဟိုမှာနော်တစ်ဖက်ကရီးဆိုင်အထောင်လေးကိုတော့နော်ကျွန်တော်ဒီလိုထက်ရလိုက်တာဘာညာနဲ့ကတော့ KYGဂိမ်းလေးမှာလည်းအခွင့်လေးရလာတိုင်းနဲ့ဒီဘက်မှာ Rainbow Monster လေးတစ်ဖန်ကြာသွားလို့အဲ့တော့6ရပါနော်ဟိုဟာချီကူတော့နည်းနည်းပဲသတိထားရတယ်အဲ့ကောင်နည်းနည်းဟိုဖြစ်တယ်စီလီယန်လေးတော့နည်းနည်းတော့သတိထားရမယ်နော်ဒီကောင်အာလီယန်အဆင်ပြေအဆင်ပြေလို့တော့မရဘူးပေါ့နော်ဘာကြီးပြေဒီကောင်လိမ့်နေတယ်ပြေလို့မရဘူးပြေလို့မရရပြေလို့မရဘူးစကားနည်းနည်းလိမ်ခိုင်းတော့ဟာမဟုတ်ပြီးရင်တော့ခုနလည်းမဘေးနား impact တွေထိုင်ရိုက်နေတာလေသူ့ဘယ်သူမှမကြည့်တော့ဆရာသမားပါကဲနော်ကျွန်တော်ဘာကြီးဂျူလေးပဲကြံလာဆိုတော့လေကပ်တယ်တွေတော့ PVCC လောက်ထားနိုင်အောင်မယ်လို့ပြောရမှာနော်ဒီဘက်မှာတော့ rubber band ပြန်စာကြီးရှင်းလဲ fan နေတဲ့ time ဆိုတော့နော်တော်တယ်ပြီးလေးမှာတော့ကျွန်တော်နည်းနည်းလေးတော့ဘတ်တယ်လေးပြန်တော့အေးဝါးရေးအောင်မြင်နေရတယ်ဗျဟုတ်တယ်ကဲနော်ဒီဘက်မှာလည်းကျွန်တော်တို့ဘာစီယာနေနဲ့ဂျန်ဂယ်လေးကိုဆက်ပြီးတော့ fan လာတော့မယ်နောက်တော့တာတင်နေနဲ့ဆက်က30ကျော်လောက်လူနေတော့ဆိုအဲ့30ကျော်လောက်လူနေတဲ့တာတယ်လေးပဲနည်းနည်းစောင့်ကြည့်ကြပါဆိုပေါ့နော်ဗလန်ခြုံလေးထဲမှာ blink AI အကြောင်းလေးပဲနောက်မှလည်း Gary Hannah Strike ချောင်းလေးကိုစားရအောင်မှာဘာစီယာတော့သိရမလားဂျွေးပဲဂျန်ငယ်ဆိုတော့တော်တန့်နေတယ်တော့ပါနော်တောက်ကန်ရရတယ်နဲ့ဟုတ်တယ်အပေါ်လမ်းမှာ cloud ဝင်နေကြည့်ချင်ရလားမသိဘူး store တင်နာမှာလေ blink ကတော့ bucket ပဲရှိနေပါတယ်မလွယ်တော့မလွယ်လီနာကတော့ကျွန်တော် first side နဲ့ glowy ဝင်ခဲ့သူဟိုဟာသွားတယ်ဘာစီယာနဲ့ဆိုမလို့လေနော် line တချို့ပဲကိုပါခေါ်လာမှာဒီမှာ second တက်တယ်wise ရပြီနော် wise ရပြီချလို့ကောင်းသွားပြီနော်ဒီ second တက်တွေကဟုတ်တယ်ရင်းမှာတော့ wise တစ်ချောင်းပါလာပြီကဲခုနလိုမျိုး retribution ဖလန်လေးကိုရင်လုံးကေးလေးကောက်လိုက်မလားတာတင်နာမှာလည်းရင်းနေနေတော့ဒီတိုင်းလေးရုပ်လေးလုံလာနေမှာ9ရောက်ပဲတဆိုင်မှာဗျအဲ့အောက်လန်း Asmarilla စီတော့ပြေးသွားနေမှာချောင်းကြီးကွန်းတို့ The Way Dragon TikTok ကွန်းနဲ့ကန်သွားနေမှာမတက် form မပြောင်းနိုင်ဘူး ဆိုရိုင်းနေသွားတယ်တစ်ဖက်မှာလည်းကျွန်တော်တို့ဘာစီယာဂျာညံနေ manipulation လေးတော့တော်တော်လေးလှနေနေတာတော့ Blade တွေနဲ့ဖျန်းနေလိုက်တော့ Gary ဂျန်ဂလိုက်တည်သွားနေမှာမဟန်လေးတော့ Yi3 Flicker နဲ့ခုံပြောင်းနေတာတော့2 for 2 trade Yi3 double K အဲ့ Asmarilla တော့ထုပေးပါဦးကို please မရAsmarillaပြတော့မရဘာပြီးပလိန်ပေးလိုက်ရတဲ့ဆိုလို့ရှိရင်အဲ့လိုမျိုး Gary ကိုကေးပြန်ရလိုက်တဲ့အပိုင်းကတော်တော်ကြီးရှင်းနေလို့ကောင်းတယ်ဒါတော့ delay နေပါတယ်101 bro ဒီကလောက်အစောကြီး online ဖြစ်လာမယ်ရေးအောင်လေးတော့မြင်လာရပြီပြောရမှာနော်တော်တော်ရောက်တာဟိုဘက်ဂိုးလေးနဲ့လာ join သွားတာဆိုတော့လေနော်ယူကီလေးတွေကတော့ကိုဒီတော့ trade လိုက်ရတယ်ဘာဖြစ်အဆင်ပြေပါတယ်ချီကိုထူပေးအောင်တင်းနေနေတော့ဂိုးလဲတလဲလွတ်တော့မယ် purify ဂိုးလဲထက်ဆိုင်တော့ခီယိုမပေးလိုက်ရင်တော့တော်တယ်နော်ဒါပေမဲ့ဂိုးလဲလေးတလေးကိုပြစ်သွားတာကရဲဆက်ဆက်အမအောင်လမ်းမှာအဲ့အတွက်တက်တယ်ပြင်ရမယ်ဟိုဘက်မှာလဲဆိုရာနေနဲ့တက်ဖောင်နောက်မှာ stone ပိုင်းနဲ့ချီကူကိုတဲနေတဲ့ဝင်ထိုးတိုင်းချီကူနေနဲ့ပြတ်သွားတယ်ဒီက white blast တစ်ချက်နဲ့ mega king nice လိုအပ်တဲ့နော်ကျွန်တော် Hero King တကောင်ရထားသလို Tsunami Slide နဲ့ဖမ်းပေါ်သွားတဲ့ Yi3 လေးကိုပါညှက်တက်ထားနေတယ် Hero King ညက်ကောင်ရတာညက်ကောင် nice
come on man ဒီစီပေါ်လမ်းကတော့ကြောင်ဝါကြီးလုံးတော့ပြန်တော့ပေးထားရတယ်ဆိုပေမဲ့ပြဿနာတော့မရှိဘူးဗဒယ်တောက်လျှောက်နိုင်ရနဲ့နော်ကလောက်လဲစပီရနေတော့ပဲဆိုတော့ရဟဲရီလေးလေးနည်းနည်းတော့ဒီထားအောင်မယ်ဗျာနော်ဘာကြီးဖြစ်ဂယ်ရီကဗဒယ်ဆိုင်တိုင်းကိုပေးနေတော့လေဥစ္စာတော့ပြဿနာတော့မရှိဘူး pressure လည်းရေးမရှိပါဘူးဒီပွဲကနော်ရင်းဆိုတာလေဒီဘက်မှာတော့နော်ကျွန်တော်တို့ရီဆန်ရှင်းနဲ့သွားညှိပြီး assassin found ချက်ချင်းပေး why the fan creation တော့သူရတော့အပြည့်တော့ပြန်ဖြတ်သွားမှာချိန်တယ်လို့ဆိုရင်တိတ်တော့စိတ်ဝင်မလို့ဘောလန်ခဲနေလားမလုံးနဲ့ MGQ heavy ကတော့နော်နည်းနည်းလေးတော့အဆင်ပြေနေဒါပေမဲ့ stick ကပိုအဆင်ပြေနေကိုနောက်ဝက်4300ဖြစ်နေအထိတ်ဆုံးပါလားနော်ဒီကထောင်းမယ့်နှစ်ယောက်ကတကယ်ထောင်းတာလီနာနဲ့စစ်တဲ့နောက်ဝက်ထိတ်ဆုံးမှာတော့ဟုတ်ပါရက်တည်နေရင်းနဲ့ပဲနော်ကျွန်တော်ပြောပါတယ်ဆိုနော်ဒီပုံစံတိုင်းသွားနေမယ်ဆိုလို့ရှိရင်တော့စစ်ကတော့ sorry online ဖြစ်လာဖို့ရှိရဗျာမှန်တယ်ဗျာမချောင်းမြင်ရတယ်ချောင်းမြင်ရတယ်စီစတေကဘူဖိုင်းနည်းနည်းလေးကူးတောင်းလေးလိုနေသေးတယ်နော်စိတ်လေးပါလေးရှိတာကျွန်တော်တာဝါလေးပါလေးယူပြီးတော့လိုနေတယ်နော်တာဝါပါညာယူမရအောင်လိန်လင်းကတော့ကျွန်တော်ကလောက်လိန်ကင်းလေးရှိပါတယ်ရန်တော့စိတ်ပူကြတယ်မလို့ဘာစီစီလေးလိန်လင်းတော့တတိထားအောင်နော် Harry တို့ပါတော့ဒီနာအဆင်ပြေနေသေးရတော့ချလို့ရနေမှာပဲ Title Strike Tsunami Slam ချောင်းကောင်ဖန်းခေါ်ဝိုင်းမကလောက်နေတဲ့တောက်လျှောက်လေးပြခွဲလာတယ်ဘာစီကမတွေ့ရဘူးအဲ rolling လေးထိဝိုင်းမှာတေးလောက်တယ်လို့ချောင်းဟုတ်တယ် rolling လေးထိဝိုင်းအနည်းဆုံးတော့ဖလက်ကရမှာပါဗျာအနည်းဆုံးတော့ဖလက်ကပေးရမှာကဲဘာမှမပါဘူးနော် Tsunami Slam ကပြန်လို့ရတိုက်တာဝါရီလို့ play ပြီးနေရတဲ့ဘိုင်းတော့တိတ်တော့သဘောမကျဘူးနော်အောင်လန်းလာတော့ရားလောက်လေးလာတော့ကာရာလေးဆိုမှတော်တော်ကြီးတော့တွေးတော့နဲဝါကြီးဗျာ objective လေးပြန်လိုက်လို့ရမယ်နော်တော်တော်ရာကြီးကနေချိန်နေနေလို့မရဘူးဗျာတာဝါကြီးပြန်လိုက်ချိုးမဲ့ plan လေးနေတော့နော်ဗလန်နေတော့လာဆနေတာကလောက်နေနဲ့ဒေးရဲ့ဝင်ပစ်နေတယ်ဗျဗလန်ဟိုတော့တွေးလျှော့လိုက်တယ်ပေါ့ပဲ purify လေးရှိရယ် stick နေနဲ့စိတ်ပူရမလို့နောက်ဆုံးတက်တဲ့ပဲရီဆန်ရှင်းတော့ရှာနေတယ်မလာမပြီးတော့ဒီတာတယ်လေးတော့ easy လေးဖိုးချတိုင်းပဲ VP ပေါက်သွားတယ်ဟန်တသိရပါပဲနော်တစ်ဖက်ကပေးလိုက်တာပါညီတို့တာဝါလေးပြန်လိုက်ယူအောင်မယ်နော်အောက်မှာတာဝါတစ်လုံးကချက်ပေးရဖို့တော့ရှိနေနေပဲကဲ YG တာဝါနှလုံးပေးထားတယ်နောက်ဘက်ကရာသင်းလောက်တော့မရတာဘူးပဲပြောရမှာဒီလားနော်တာဝါပြန်ပေးနေရတာဘလန်ပြောရမှာတကယ်တော့ဒီတော့ပို့ပြီးတော့တာထားအောင်ပါလို့ဒီလားတတယ်ရတယ်တတယ်3ကရွေးရွေး9ကောင်များဒါပေမဲ့နောက်ကဘာလို့မပြတ်ဘူးလဲဆိုမေးလို့ရှိရင်တော့တောင်းဝါကြောင်းလို့ပြောပါမှာကြောင်းဗလန်ချောင်းဆိုတော့အဲ့လိုရပြီညီကိုတို့ဘာစီကအုပ်သွားတာနော်ဟီရိုကီရောဟန်မရဝိုင်းမတော့မလဲဘာစီကစပရေးနဲ့ MGQ ပါထပ်ပြီးတော့စပရေးတောင်းတာလေဇာမဖူလေးတစ်ခုရတာဗျာမာလဲမာနော်ညီကိုတို့ဘာကြောင်းပြန်ရောမှာတက်တော့ပေါ်လန်တာဝါယူရတော့မှာညလဲလာမှာလေဆိုတော့နော်တာဝါဒီပိုင်းမပြီးအောင်လို့တော့လိမ့်ထိန်းတာဆိုတော့ပေါ်လန်မှာတော့ကျွန်တော်တို့ first tower လိုချင်လို့ယူလို့ရပြီဗလန်လည်းမရှိတော့ဆိုတော့နော်တစ်ဖက်ကအင်အားနေနေတာဆိုတော့ကောင်းတယ်အဲ့လိုဖြစ်ရမှာတာဝါပြန်ယူရမှာကောင်းတယ်တာဝါလည်းယူနေတာလည်းယူအောင်မယ်လေလားအောင်လဲဟုတ်တယ်ဂယ်ရီတိုက်အဲ့ခုလေးစားနိုင်တဲ့တိုင်မှာသူပတ်သက်နေရအေးညီမမြင်လာတာဟယ်လိုနောက်မှာ assassin form နဲ့ဂယ်ရီကိုထိုးပြီး strike check ဘာမအော်ဒက်ရှာဝိုင်းနေတော့ဒီမှာရင်ပြန်မတိုင်ကပ် star 4နဲ့ဟိုမှာကြာလာပြီရှင်တိုင် strike ရှိသေးလား strike ဟိုဘောခေါ်လိုက်ဝေးမရဘူးရောဖလက်ကလိုက်တာရောင်ရေးဖလက်ကလိုက်တာရောင်ရေးဩရဘူးရှိတာကိုမဟုတ်ဘူးဒီဟန်နည်းနည်းလေးတော့လဲမကြည့်သွားတာလို့ဒီမှာ roll လေးလည်းမရှိလို့လဲပါတော့တယ်ဂယ်ရီယိုဆိုလိုဝင်တက်ချင်တဲ့ရင်းကတော့ပြန်တော့ပေးထားရရင်လည်းပဲကလောက်ကူဒီကလောက်အော်ထွက်စင်ကလောက်ပဲနော်ကလောက်ကိုရှိုးလိုက်အောင်နော်ဆွစ် trinity လားကျွန်တော်တို့ဂျိုင်းထွက်တော့တယ် trinity ရလာတော့မယ် trinity အိုင်3ခွက်ကြာရင်ပါလာတော့မှညီကိုနော်9မိနစ်ကျော်ကလောက်တောက်လျှောက်ဖန်လာတယ်တော့အိုင်3ခွက်ကြီးတော်တော်များတာနော် first time အိုင်3ခွက်ကြီးတော်တော်များတာ trinity ရ trinity ထွက်သွားပြီညီကိုတို့ကလောက်အိုင်3ခွက်ဒီပွဲကောင်းဖြန်းဝင်ရောက်ဝယ်လို့လားဒီလားရဲ့မှာ The Wheel Dragon နဲ့ G1 နဲ့တတိထားခုနကတော့လေ 5ရှိရဲ့25ရှိရဲ့ Game 1ချောင်းဟာ G1 လို့တင်သွားပြီလေမှာလို့ဘလန်ချောင်းရိုးလေးထိုင်တဲ့ side က Tsunami Slam Gary တကောင်တော့အရင်ဖြတ်နေတယ်ဥမာလွယ်လိုက်တာငါပြောပြီးခွန်ခွာသားတာမခန့်နေဦးမယ်ညီကိုတို့ဟိုဘက်က jungle ကိုတတ်တာလွယ်လုံးပဲဆိုရမလေးကိုတော့လောတွေပါမထပ်လုပ်လို့ရဘူးညီကိုတို့နော်လွယ်တယ်ညီကိုတို့တော့ပါလဲဟိုကောင်ဘာနဲ့လာလို့ပဲလာလို့တိုက် UV ဘာနဲ့ပေါက်မှလဲတိုက် UV ဘာနဲ့ပေါက်မှလဲဘာနဲ့မပေါက်လို့မရဘူးလားမင်းyes sir လာစတာပဲကလောက်ကြီးရဲ့ first လို့ရတာတော်ရကြီးအောင်တင်တာဒီဘွဲနော်ကာပြီးတော့ဆော့လို့ရဟုတ်ပါညီကိုတို့ဟမ်ကဲ Star Ball Title Strike ပြန်ထိနေဘာစီယာနောက်မှာတော့ easy ကြည့်ပြီးတိုင်းမှာ 10 for 3 man ဘယ်ဆက်နဲ့တော့ clock blessing ရွေးဝင်ဖြန်းနေတော့မှ The Wheel Dragon လည်း in new သွားပြီးတယ် State Beautify နဲ့နေလိုက်တာမတွေးတဲ့နေဟောဒီကောင်မင်းချီကူးဆိုတော့ဖိုးနေပြီနော်ချီကူးဆိုတော့ဖိုးနေပြီကိုတို့
ဟုတ်တယ်ကေမို့ဒီကောင်ဒမ်းနဲ့ထွက်လာပြီနော်စီစီလီယန်လေးလည်းလုံးမာရရမယ်ဒီကောင်အိုင်ဒန်လေးရလာနဲ့စတက်လေးများလာနဲ့ဆိုစီစီလီယန်လေးလည်းနည်းနည်းလေးတော့စိတ်ရင်းနဲ့တော့ထဲကိုတွတ်ထားမယ်186နဲတော့နဲသေးတယ်နော်186နဲဟုတ်တယ်ညို့တို့နဲတော့နဲသေးတယ်နဲတော့နဲသေးတယ် နည်းနည်းလေးထပ်ပြအောင်ခုနက game 1လို့တားမှာ Title Strike Tsunami Slam Falan ညီလေး flicker ရှိလား manipulation ပြီးတော့ပေးတိုင်းမှာတော့ blink နေနေတော့နည်းနည်းပြန်တော့ပတ်မှာရအောင်ပေါ့နော်ဘေးလာပြီးညိုရချီကူးဆိုတော့ Buffy ဖွင့်လိုက် impact ရလိုက်လမ်းစီရဲမှာနည်းနည်းကြောက်နေတယ်တွေ့လားဖြန့်ကပ်ဖြန့်နော် ကဲမစ်တာဝါလေးယူအောက်လန်တာဝါလေးယူနော်အဲ့လိုမျိုးတာဝါလေးပဲရင်ယူရမှာဒီ fast တော့အများကြီးတော့ရမှာမဟုတ်ဘူး ဘလက်ငြိမ်နေရတာကြာပြီဘလက်ဒီနေ့တော့အတန်ထုတ်ခွင့်ပေးတာနော်ဒီလို ထွက်ပြီတမြန်ထွက်ပြီလား ရှင်းမှာ2ရက်လောက်ကငြိမ်နေရအတန်မထွက်ဘူးဒီလိုပြန်မှာ liquid တို့ AE တို့နဲ့တော့အတန်မထွက်လိုက်ဘူးနော်ဒီနေ့တော့အတန်ကြီးထုတ်ခွင့်ပေး တီးတွေကနော်နှစ်ပွဲစောပြန်ရှုံးတာဆိုတော့ဟုတ်ပါမထွက်သေးဘူးမှပြန်ထွက်နိုင်တာ Star 4ပေးထားတယ်နောက်မှလည်း cloud နေနဲ့တောက်လျှောက်လေးပြခွဲမှာချောင်းနေနဲ့ဘေးမှာ G1 လို့တင်နေတာလို့ဒီကောင်း Hello ရတယ်ဗလန်ချောင်းမပါဘူးလေဗလန်ချောင်းမပါဘူး easy talk လေဂိမ်းကလောက်နော်လေဂိမ်း if 405 Lina KD ကိုလည်းရှိုးလာဟုတ်လား ဒီတော့ပို့ပြီးတော့ပြည်ပြည်လေးတော့ထပ်ပြီးတော့ဆော့မှရမယ်နော်လီနာကတော့ the one and only လီနာနေရတော့မင်းတော်တော်လေး KD နဲ့တော့ 405 နေနေဟမ် အဲ့ဒါဘာလို့နော်အဲ့ဒါ3ကွာနော် ဒီရအောက်ကခြုံလေးနဲ့နော်အောက်လန်း second လုံး stay ရဲ့နော်ရိုက်ချိုးချက်နေယူခိုင်းမယ် Malefic Gang အဲ့ဒါ4ကွက်ထွက်သွားပြီညို့တို့ဒီကောင်နောက်ဆုံးရတာသွားတော့ဝင်းနေချလာဟိုလာ Winter Crown ကောင်းတယ် Cloud ပြန်ပတ်မယ် Tsunami Slam နဲ့ Valan ကောင်ဖမ်းခေါ်လိုက်နေပါဆရာသမားသူမကန်ဘူးညီကိုအဲ့မှာတက်ဖောင်နဲ့ Skyfall ဟော Purify နေရောကွာ Purify ရခါထားပြီးတိုင်းကမှ rapper တွေပါတော့စောင်းလားအကုန်ညီကန်ချင်းပေးမဖန်အကုန်စားလိုက် နောက်မှာတော့ Stone ဘိုင်းထထိုးမလားရီး3လေးကိုပါ stick နေနဲ့ပြစ်ချဝိုင်းနေတယ် Malefic Gang နဲ့နော်ဒီမွန်တာကျွန်တော်တွေဟို Trinity ဟိုပါ Trinity လာရဲ့ Trinity item 3ခွက်ရှိကိုလမ်းဖြတ်လျှောက်တာပါတဲ့ Trinity yes ဟောစတဲ့စိတ်ကိုချော်အောင်စိတ်ကိုချော်အောင် လော်လေးဆောင်မင်းဖတ်တာသိရလားစိတ်ကိုချော်အောင်နော်တကယ်ကိုယ်ဆိုးနေပြီလား ဒီမှာလည်းထွက်လာရအောင်အေးယူလို့ yes စတာပါပဲ ကလောက်ဒီမိနစ်ဒီ idea နဲ့ဟိုဘက်ဘယ်သူမှမခံနိုင်တော့ဘူးလို့ trust me နော်ဘယ်သူမှမခံနိုင်တော့ကလောက်ဒီ idea နဲ့ဆိုရင်ဒါပေမဲ့မင်းကျန်းတာတော့သိပါလားဒါအရင်တော့မလုပ်နဲ့ခုနကဆိုဖြတ်မလုပ်နဲ့ရမ်းရမလုပ်နဲ့သူ winner crown ပါလာလို့ရှိရင်တော့ပြီးသွားပြီကို yes အကုန်ဖြန်းရုံပဲလီနာနာနဲ့မရဘူးဘက်ကချောင်းမင်းဟို तू မဖမ်းအောင် तू ပဲတည်နေတာဒီချင်းမောင်လေးရှော့ကလည်းလော်လေးတော့ vision တစ်ချက်ကြည့်ထားမယ်လော်တော့ကျွန်တော်မြန်မာသေးနေနဲ့ဖိုးချလိုက်နေတယ်အခုမှရသွားပြီပေးလိုက်ပြီဗျနော်အများနဲ့မသက်ဆိုင်လို့ဒီလိုလော်လီနဲ့မချက်ဟိုဘက်ကောရီယာနော်နှစ်ကောင်သုံးကောင်တော့ဖြစ်နေတာဆိုတော့သူတို့ကအားလိနေသွားတာပါညာနဲ့ဖမ်းပြီးတော့အသေးစိမ်ပြန်လိုက်လုံနေရတာပေါ့နော်သူအပြင်ဒီဆန်ရှင်းရတယ်ဖမ်းဖို့လိုလို့ Herrick ကလည်း Holy Crystal ပါညာဖမ်းဖို့လိုတယ်ဟုတ်တယ်ဒီရန်လေအင်းကြီးဆိုပေမဲ့ item လိုတဲ့ထဲမှာပါဆိုတော့သူတို့ကစပိတ်မလောက်တဲ့ပြဿနာကိုတော့မလေးရှားတင်းကောင်းကောင်းရင်ဆိုင်နေရရင်လည်းပဲကျွန်တော်မြန်မာတင်းကလည်းတိုင်းတာလို့တောက်လျှောက်ဖိဆော့နေတာဆိုတော့ CG ပြဿနာတော့တက်နေပြီဗျာမဲ blue bag တွေအောင်ပေးထားပြီဆရာက carry ရမယ်သူ carry မဟုတ်တယ်လို့ပဲရီဆန်ရှင်းကင်ပြီးတော့မဲ blue bag မပေးနေရဘူး CC လင်းဘွာဟုတ်တယ်မဟုတ် Crystal နော်ပါပြီး Herrick ကနော်နည်းနေများတော့ item တော့ရှိမှာTitan Strike မှာတော့မသုံးနိုင်အမှန်တိုင်းတော့ MGQ မှာလည်း Purify ရှိနေခြင်းဆိုတော့မလုပ်တာတော့ကောင်းပါရဲ့ကောင်တန်းရှိလောနေမှာတက်မယ်လောနေမှာတက်ပါကျွန်တော်နဲ့ဟို defense inside ကတော့တစ်ဖက်က strong နေလို့ဒါ respect ပေးတာတစ်ဖက်ကို CC ရုံနဲ့မဟုတ်လို့ဆမ်မီကတော့ impact ကလည်းเนาะကျွန်တော်တို့အတွက် turning point တစ်ခုဖြစ်သွားနိုင်တယ် manipulation ရင်ခင်နောက်ပါလေဘာစီယာအေး Tsunami Slam နဲ့ G3 အရင်လုံးဖမ်းပြတ်တိုင်းမတော့မတန်းပြတ်သွားပြီ Hero Kit တကောင်၄ယောက်၅ယောက်တော့ထက်ချဖို့လိုနေသေးတယ်ဆိုရာလေးဖမ်းပြီးမှရင်တန်းဖို့ဘာညာ purify ရလိုက်တယ်နော်ချီကူးပါတော့ low purify ချောင်းကြီးကတော့ play ကတဝဲရကောင်အမားကြီးဆိုအဲ့တော့ plan နေနဲ့တော့တန်းမပြောင်းဝိုင်းနေပဲရန်ကောင်းတဲ့ချောင်းလေးပါရန်ကောင်းတဲ့ချောင်းလေးမပါဘူးဘရိုချောင်းမပါဘူးနော်မူနာမေးကွာ Cloud blessing ယူတဲ့ Winter Crown ဟောရှင်းနေနေလေးတိုးဖြန့်มาတယ် Winter Crown မလိုသေးဘူးလားအမှန်တိုင်းတော့အဲ့နေဟာဟုတ်တယ်သူနည်းနည်းလေးတိုးပြီးတော့ Winter Crown ခဲလိုက်ရမှာကဲဘာဖြစ်ရပါတယ်နော်လေကနှစ်လမ်းလောက်ရလိုက်တယ်လို့တော့ပြောရမှာပေါ်လဲလေတိုင်းကျိုးတော့မလို့အလဲမှာလည်းတော်တော်ကြီးလဲသွေးနေနေတာဆိုတော့ကဲရပြီပေါ့ပါလေဘယ်ချောင်းလဲမရှိတဲ့ချိန်ဆိုတော့ဒါဟိုအောင်လို့အားမဖြစ်တာမဟုတ်ပါနဲ့လေ what if ပေါ့နော်ခုနကနေ Winter Crown မသုံးမင်းနဲ့ဒီတိုင်းကပ်ဖြန်သေးလောက်တရားပေါ့ဒါ तू ကသူ့ကိုလည်းလမ်းပြန်ပြီးခံအောင်ဆိုလို့ဒီလားခဲလိုက်တာနော်ဒါချောင်းကိုင်းကြီးဦးသာတင်ပေးမယ်ဒါဗလင်းတင်ပေးမယ်နော်ချောင်းလိုက်လာပြီစီပီမှာချောင်းကိုင်းအဲနင်းကလောက်ဝပြသွားတယ်ပြသွားအင်းယူပါချောင်းလိုက်လာပြီ
နောက်မှာတော့မေဂါလန်ထပ်ယူမယ်နေထားအလဲလမ်းမှာမေဂါမရလို့ဆိုမှရရင်ကိုစိုင်းရင်းမေဂါလန်နဲ့အဆင်ပြေသွားပြီနောက်တော့လော်လေးသွားယူအဲ့လုံးနဲ့တန်းရမယ် GG clean feed 2-0 2-0 guys GG GG easy နော်မလေးရှားကတော့ပြုတ်တော့တာဟောဆိုရင်နော်မလေးရှားကတော့ပြုတ်တော့တာဟောဘာကြီး ဟိုကျွန်တော်တို့နော်ဒီမှာဟိုကက်စတာစီနဲ့ဘလက်နဲ့အတန်ထွက်တာလေးလဲနော်စိတ်မဆိုးကြနိုင်ဘူးဒီနေ့မှအတန်ထွက်တာမဟုတ်လို့ပါနော်ဟိုရှေ့မှာ ရှေ့မှာဟိုမှာတော်တော်အန်တိတ်လာတာ ရှေ့ရကကိုလိုတည့်တဲ့အတန်သိပ်ထွက်တာမဟုတ်ဘူးဆရာမတွေနော်နည်းနည်းလေးတော့ခွင့်လို့ကြပါငိုတို့နော် liquid ပွဲအေးပွဲအန်တိတ်ထားတာဆိုတော့လေနော်ဒီပွဲလေးတော့အတန်ပြန်ထွက်ပြရပြီနော်ကဲဒီဘက်မှာတော့တက်လော့နော်လာဆိုင်ခြင်းနေသေးလားမေဂါနလန်လေးပေးထားတဲ့ CG တွဲတော့မလဲချီကူးနေတဲ့သူဟုတ်တာတော့တွားရတယ်ဗျာနော် Winter Crown လေးတော့တွားရသေးတယ်အောက်မှာခြောင်ပတ်နေပြီသားကြီးဗလိုင်းတော့သူ့တော့နော်အဲ့လိုမျိုးပြောမခံဘူးတဲ့ဗလိုင်းနဲ့နေပတ်လာမှာပါတဲ့ကွန်စီးဖြောက်ထားတယ်ဗောအဲ့မှာလေလီနာကိုတော့မြင်သွားပြီကြီးကွန်းတို့တဝဲတော့ကျွန်တော်လီနာပါသွားပြီအဲ့ဒါအန်ရများသွားပြီအောင်ရေးလုံးကြပါဦးဆိုလီနာမရှိတော့နေတော့ဒီမှာဘလင်းမှာထပ်ပြီးတော့အိမ်မော်တကြောင်းနဲ့ကလောက်ပြစ်ချန်နေတဲ့ MDQ တေသွားလို့ပါမလဲ Stone Mine တော့ချောက်ဘမ်ပြထိုးပေးတိုင်းမှာတော့ Skywalk Club Blazing ရွယ်အလားပါလို့တော့ damage တွေပေးသွားနေတယ်ဟီရိုကီနှက်ကောင်ပြန်ရရီး3ကိုထပ်ပြစ်စစ်တကောင်တောက်ချောက်ကြီးကြိုက်ခွဲနေပြီဂယ်ဗီနောက်ထပ်ပြစ်မလား Sunwing Law Winter Crown ခဲထားသေးတယ် Win all impact ချက်မှာတော့ခါရဲတန်းပြတ်သွားနေတယ် shut down ကြီးပါပေးထားပြီအာလာနားလိုက်တဲ့ damage စီစီလီရဲ့တကယ်နာဟေး respect ပေးမှာ what the shit တိုင်ကအဲ့ဒါကောက်စားမယ်နေတာဒီလား stick ကိုပေါ်ရောကြီးဗလန်တစ်ခွက်ပြသွားတာရောကြီး what the shit ဟောအဲ့ဒါဆိုဝေးတော့ဟို immortal လို့ဆိုလိုက်immortal ဆိုလိုက်ကိုတေးမှာပဲဒီကောင်ဘူးကမဖြစ်တော့ဘူးဒီလားစားလို့မဖြစ်တော့ immortal ချက်ရရင်နေကောင်းပါတော့ငါပြောပါရင်မလဲအဲ့လေကင်းရရင်ချီကို respect ပေးရမှာလို့ဟုတ်တယ်လီနာရင်ဒီဝါလို့ပါဗျလီနာရင်ဒီဝါလို့ပါမှန်တယ်ပါလာတယ်ကွာကဲသွားတာဟောတကွက်လာပြနေတယ်လို့ရှုံးတယ်ဒီမှာမင်းတို့ကအဲ့နေရာမှာတော့ချက်ချင်းလေးမင်းဘလင်းကယ်ပြလိုက်တော့မယ်အလားပါဗျတော်တော်လေးတိုက်ကြီးကိုရင်းကိုကြည့်ဦးလားရင်းကိုကြည့်တော့ဟဲ့မှာမင်းကုန်းလုံးထိတာငါလုပ်ပေးရဲ့ဂယ်ရီမထက်ရရင်မစိုးဘူးကွာဟိုက3အောင်တက်သွား impact ဘမ်ဟုတ်ဥသာလေးပဲလိုက်တက်တက်ကဥသာလိုက်ပြစ်လိုက်ရမှာဒီလားအစမာရီတာလေးပဲလိုက်ပြစ်လိုက်ရမှာ तू ကဘာဒီယာနဲ့ခွဲထွက်လို့ဖြစ်သွားကဲတော့ CD နေနဲ့နောက်က even ဆိုတဲ့ပုံစံမျိုးပြန်ဖြစ်သွားတယ်ဗျဘက်တယ်တစ်ပေါက်ကနေတော့ဒါပေမဲ့ side လေးတွေမှာ mega ပေးထားတဲ့ဘိုင်းတွေလည်းရှိတယ်သူတို့တော့တော့မှပဲပြန်တော့ဖို့နေတာချောင်းလေးတော့ဒီကားပါပေါ်လို့မရဘူးဒါပေမဲ့ပေါ်လို့မရသေးဘူးခုနကမှန်တိုင်းတော့ကျွန်တော်တို့ကနေသွားတယ်ဆိုတော့4ယောက်5ယောက်ဘက်တယ်ဆိုင်ရလို့ပြောဒါတော့မှပဲ hero key ယူလိုက်ရတယ်ချောင်းဂျီကွမ်လိုတင်နေတယ် The Way of Dragon ပါသွားပြီနောက်မှ blink နေနဲ့ပြန်ရသေးလား Skyfall ပြန်တော့ချိတ်ဖို့တော့လုပ်တယ်ဆိုမှလည်း manipulation နဲ့လည်းကာတိုင်းမှာ MCQ နေနဲ့ဂျာညံ့နေနေတာမှ MCQ နှစ်ချက်သုံးချက်ပဲပြစ်လိုက်တာဘလောက်မှမပြစ်ဘူးတော့တက်ကတော့အိမ်ပြန်ပြန်ဖို့တော့ပြန်ဖို့အကောင်လေးတွေးနေနေပြီအိမ်ပြန်လေးကပြန်သွားပြီ။ဒီဘက်ကဘလင်းကအိမ်ပြန်ရမလို့အောင်လို့တွေးပါရောဟီးပေးနေတယ်ဗောနော်။ဟန်နေနဲ့လည်းရှေ့ကနေတော့မာခံတိုင်းတော့ဘာကြီးရိုးလေးနဲ့ဘတ်တယ်လေးဆိုင်မလားတော့ပဲယူမလားကျုံးရုံနဲ့နော်တက်လာကျုံးရာဒီဘက်ကပြန်တော့လာပြီနော်ဆမ်မီမလာဒူမဲဆိုရာတက်ဖို့ Skyball Cloud Blazing ရွယ် Retribution ဟန်နေနဲ့ပဲရောက်ပေါက်သွားလို့ Winter Crown လေးမခဲထားသေးတယ်။ဟီရိုကစ်တကောင်ပဲပေးလိုက်တယ်ကိုတော့ရလိုက်ပြီ။ရပြီ။ကောင်းလိုက်တယ်ရီထီကောင်းလိုက်တယ်မကောက်ဘူးအောင်ကြီးဒီကောင်လေးဗတ်တယ်လိုက်ချနေတာကောင်းလိုက်တယ်ရီထီကမဟုတ်တယ်ချီကူကိုကြည့်မှရမှာချီကူတော်တော်ဆိုးနေတယ်ဟုတ်ကဲ့မဟုတ်ဘူး free hit တွေရနေတာအားလို့နော်အဲ့ဟို Hello ကဘာမှမဟုတ် Hello နဲ့ဒီဆိုင်ကဘာမှမဟုတ်အဲ့ Sicilian ဆိုးနေတာဟာတကယ်တော့ရလိုက်တယ်ဆိုရင်ဘာမှမကြည့်ဘူးဆိုတော့တက်ဖို့ကလွယ်ပါမလားနော်အရင်လေကင်းကြောက်လို့မရအောင်လေကင်းရမကောင်းတော့ပြောလေကင်းရမကောင်းပြောလို့ပြောမှာမဟုတ်လေကင်းကလည်းခက်တယ်ဒီပွဲဆော့အောင်စီလီယန်ဥသာကြီးဖြစ်လာပြီဒီကောင်စက်တက်တွေများလာပြီဒီကောင်တော့လောက်ရှိသွားတယ်ခင်ဗျတော်ရိုက်တယ်စီစီလီယန်လေကင်း guys ဟိုတိုက်ဟိုလေလေမေဂါလေးထည့်ရလိုက်မလားတိုက်ဒီလိုလုပ်ရင်တော့ဆိုတာတက်ကောင်နဲ့ဒီကောင်ကြီး purify တော့ပြီးတော့ခလီယာဝင်ဖိုင်းမဖြစ်နိုင်ဘူးမလွယ်ဘူးလေအဲ့လောက်မလွယ်ဘူးလေအဲ့လောက်မလွယ်ဘူးဟုတ်မလွယ်ဘူးလားဒီကောင်ကတော့နည်းနည်းဆိုးတယ်ကဲမေဂါလီတော့တလန်းလောက်ရလိုက်မစိုးဘူးကြောင်အေးလေလန်းလေးရလိုက်ဒါပေမဲ့ဘာစီယာသေနေတဲ့အတိုင်းပဲဆိုတော့လောကတော့ပေးတော့ရှင်းလိုက်ရနော်ညီတို့အဲ့စီစီလီယွန်ပါပဲကစီစီလီယွန်ပါပဲအဲ့ကောင်ဆိုးနေတာခြံထဲကောင်တော့မဟုတ်ဘူးဒါလည်းကျွန်တော်စခဲ့ကြိုတော့ကြိုမြင်တယ်ဗျာဒီအဲ့ကောင်တော့နည်းနည်းစီထားမှာတော့လာချင်းကလေးအဲ့လို stat တွေပါတော့များနေပြီကောင် stat တွေများနေ stat တော်တော်များတယ် guys အဲ့ဒါလည်းဖူးသွားတယ်ကောင် Winter Crown မှာပါသေးတယ်နော်အေးဘလက်မင်းပြောဟုတ်တယ်ကွာမလွယ်တော့တော့ကောင်အိမ်ပေါ်မလွယ်တော့ကောင်ဘလူးဘတ်တွေပါပေးစားတာဟျောင်းကြီးနော်လောက်ခွားချီကူကိုရှယ်မတာရောင်း
ဒီကောင်ကြီးကအရေးအကြောင်းဆိုအဲ့စီကူးနဲ့ပဲလောက်တာလို့ဟုတ်တာ ဟုတ်တယ်ချီကူမာကြီးရောမင်းသားနဝက်က4000သားသေးတယ်မင်းနဝက်ကမင်း4အမို့4000ဘသူသားလဲရီဆန်ရှင်းမြော်ဆိုရင်ဘာမှမဖြစ်ပါရဲ့နော်ဂျန်ကလာတွေကဒီချိန်ကအဲ့လောက်မဟုတ်တော့ညို့တို့ချီကူးပြန်ပြီးွားပြီဘရိုချီကူးပြတ်ဖို့ပဲလို့တာချီကူးတင်ရပြီဟုတ်လားဗျ တက်400တဲ့ တက်400တဲ့ တက်400ကြီးကဘရိုတော်တော်နာမှာနော်တော်တော်နာမှာ800ကောင်နေတော့နေလို့ရမယ်မထင်ဘူး မင်းစတက်ကိုမင်းဟွာဒါဆန်ကွင်းကလောင်းအင်ဘတ်2ချက်လောက်အင်ဘတ်2ချက်နဲ့ဆန်ကွင်းကလောင်းနဲ့မင်း17ပြက်လောက်တယ် တေးလောက်တယ်ဟောတပိုင်းလဲတွားလာသေးတာတပိုင်းကလည်းစိုးတယ် magic penetration နဲ့ဆိုတော့ ဟုတ်ပါ magic defense တော့မခံနိုင်တော့ အင်ဘတ်ကတကယ်ရရမှာညို့တို့စစ်စီလီယောလိုက်ခင်က ရတယ်မေကန်တိုင်းကစောကြီးရတာလေးကတော့တော်တော်ကောင်းတယ်ဗျာ အဲ့လိန်သားလေးနဲ့ပဲငါတို့ကျုံးကြမလားလိန်သားလေးနဲ့ ဟုတ်တယ်ရင်ချမတော့ရမှာရင်ချမတော့ရလူပေါက်တာတွေအနေများတယ် ခြုံရှိမရှိတော့ခြုံစစ်နေရပြီเนาะဒီဘက်မှာလောလူပေါက်တဲ့လမ်းထပ်ဆိုင်တော့အဲ့လိုလိန်လေးအောက်လမ်းမှာတွေ့မလားလိန်နဲ့စီးနေတဲ့ချိန်လေးကိုစောင့်ပြီးတော့လော်လေးဖို့ချမှာ အောက်မှာ erisa ပြနေပြီ နည်းနည်းလေးဖို့ erisa ပြနေပြီနော် erisa အောက်လမ်းမှာဗလန်ဟိုဘက်ကเนาะခြုံလေးထဲမှာတော့ရင်းရှိမှန်းတော့သူတိသွားပြီဗျစတစ်ကလည်းဒီဘက်မှာတော့ stat တွေပါတွေစုပြီးတော့လော်လေးတော့နည်းနည်းလေးအပြင်ခေါ်ထုတ်ထားတဲ့အပိုင်းလေးတော့ရှိတယ်ဗောနော်ဆိုတော့ဗတဲဆိုင်မှာပါ ဘာလဲဆိုင်မှာဗလင်းနဲ့ဗလန်နဲ့ကြားမှာတော့ immortal လေးအသီးသီးတော့ခံထားရတယ်ဗျာနော်ရီ3ကိုဖမ်းပြီးတော့ဖြတ်မယ်ဆိုရင်တော့မှပဲနည်းနည်းတော့သတိထားဖြတ်မှရမယ်ဘရိုစီစီလီယွန်အောက်လမ်းမှာဆိုရင်တော့တာ lock ဖို့လိုက်လို့ရတယ်ကွာ ဟုတ်တယ်စီစီလီယန်မရှိရင်တော့ရပြီနော်ပို့တင်သွားပြီ ရီ3ကိုတော့ဝင်အိမ်မယ်နေတာစပဲလေးတောင်းလိုက်မလားတာအဲ့ကောင်3ကောင်ကြားထဲမှာလုံသန်းဆူနာမီစလန်ကန်ပေါ့ကလော့ပစ်ချန်နဲ့4ယောက်5ယောက်ပြောသွားပြီ immortal ကောက်ဝယ်ထားတယ်တာကြီးဒီနေ့တော့ကတော့ညတနေကုန်ခဲရတနေကုန်မသိဘူးလားဟဲ့အောင်ဘလန်စင်ကျူထဲမှာဖြန်းတာဗျာတီးကြောင်လို့ 4ယောက်5ယောက်နော်လေ4ယောက်5ယောက်အောက်မှာလည်းလိန်စီးနေသေးရဲ့နော်စိတ်ကိုလျှော့တော့ easy shot လိန် easy shot ဝင် တော့ငါတို့တော့ပဲနော်ဒီတော့ငါတို့တော့ပဲဟိုကောင်ဒီလိန်စီးနေတာနဲ့4ယောက်5ယောက်နော်စက္ကန့်40ချိန်ရတယ် easy စီစီလင်ရောကလည်းအိမ်မှာပဲနေရတာနော်ဒီဘက်မှာ3ယောက်4ယောက်ပြပါတယ်ဆိုအဲ့မတိုက်စီစီလင်ရောတကောင်နဲ့ပဲဆော့ခိုင်းလိုက်ကွာကျန်တဲ့က3ကောင်လုံးအကုန်တိုက်မကောင်းလားရတယ်ဟမ်ဒီလို့တော့ရီလူပေါင်းနဲ့လမ်းစီတော့ရွေးမယ်နေတာမှာဘက်တယ်လေးတော့ရင်ဆိုင်ဝိုင်းနဲ့မဆူနာမီစလန်ကြမှာဂယ်ရီပါဝိုင်းနဲ့မဂယ်ရီတကောင်ဂျာညက်သွားနေမှာဂယ်ရီတန်းပြန် immortal ကြပြန်ထ winter crown ခဲတိုင်းမှာ stone ပိုင်းလေးနဲ့ပြစ်ထိုးထားသေးတယ် manipulation ထတော့ပေးတိုင်းမှာတော့ဆုံးမှာတော့ရင်းနေနဲ့ဂယ်ရီကိုတက်ဝိုင်းမှာ cloud ဝေါ် blend you ရနဲ့တော့ချီကူတပ်ပကေးမှာယူသွားတယ်ဗျာစီစီလီကိုမရှိတော့ပွဲပေးပြီညီကိုတော့ MCQ တကောင်ညီလေးဘယ်ပြေးဖို့ကြိုးစားနေတာလဲမရတော့ဘူးရင်းရဲ့လက်ချက်နဲ့ပြတ်သွားရင်လည်း9ကောင်လုံးတင်း white out နဲ့ YG ရန်ကုန် Galactico ကျွန်တော်ရဲ့တင်းမြန်မာအနေနဲ့တော့ CG မလေးရှားအသင်းကို2-0ဆိုရရလက်နဲ့အနိုင်ရရှိပြီး knockout stage ကိုတော့တက်လန်းသွားခဲ့ပြီပဲဖြစ်ပါတယ် Let's go YG guys come on man တကယ်ကောင်းတာဟဲ့အောင်ဟေး ဟာကလောက် blending ကျူတယ်မင်းမျက်ခွက်တဲ့ယူမင်းတဲဖျန်းတာချီကူးမျက်ခွက်တဲ့ရက်ဆက်တယ်မင်းကြီးကိုရက်ဆက်ပဲပြောပါတယ် CG လောက်ကတော့ပြုတ်တောက်တယ် CG လောက်ကတော့နော် easy ပြုတ်တောက်ပါတယ်ဟုတ်လား CG လောက်ကတော့ပြုတ်တောက်တာဗောဘရိုရဲ့ Let's go သူစီလေးပါပဲ shit မောတာကွာ မေးလို့ play off လေးတောက်သွားလို့ဝါတော်တော်လေးစိတ်အေးသွားပြီတော်တော်စိတ်အေးသွားပြီကောင်းပြောတော့ မောတာကွာ ဗလန်ချောင်းလေးပါနေမှာတော့ဒီပွဲအတွက်ဘာစိတ်ပူစရာရှိတော့မှာလဲ ဟိုဘက်ချောင်းပိုင်အိတ်လို့ရပြီလို့မင်း ငါပြောတယ်အကောင်6ရနေမှာတော့ငါတော့အစိမ်းလေးပဲအဲ့ အကောင်ချောင်းနဲ့ဟီးတာတကယ်ပုတ်တာနှစ်ကောင် ပုတ်ချက်ပဲကြားတယ်တော်သေးရဲ့နောက်ဆုံးပဲဒီကောင်ကန်တာဘက်လိုင်းမှာဘာမှမရှိလို့ရအောင်ဟေး โอ้ยเนาะဒီနော်ကန်ဝိုင်းကတော်တော်မျက်ခုံးလှုပ်သွားတာ မျက်ခုံးလောက်သွားဒီကောင်နောက်မှာဘာမှမပါလာဘူးသိရမလားဒီမှာလဲပဒေရဖြစ်နေပြန်လိုက်တော့ CG တဲ့ YG let's go ပြန်လိုက်တော့မြန်မာ flat လေး WYG လေးမန်ရပါတယ်နော် လာပြီ တောက်ဖို့လေးမှားလာအောင်မဲ့သားယူ မြန်မာ flat လက် လေး ချက်တဲ့တန်းဝင်တာပြန်နေကြနေရတယ် ရန်တက်နေတာတဲ့ရန်တက်နေသာပြန်တင်မလားလားရန်တက်နေ ဟုတ်တယ် CG ကတော့ပြုတ်တော့နေတာတို့ finally တက်သွားပြီ play off တက်သွားပြီ YG let's go ဝါကိုလာခဲ့မယ်နော်ညီတို့ခဏနည်းနည်းစောင့်အောင်နော်ဟို magic ချက်လေးခဏစောင့်အောင် YG ကဲညီတို့ ready လားမဟုတ်ပါဘူးဆိုတော့ညီတို့ ready လား wait ညီတို့ Ryan နဲ့ညီတို့ solo ready လား guys ready လား ready ဖြစ်ရင်စမယ်ဗျာညီကိုတွေသူတို့ ਨੇ post တွေပါသွားတင်နေတူတယ်
hello let's go Hello. ကြားလား ကြားပါတယ် let's go ကျုံးအောင်ကဲเนาะကျွန်တော်တို့ရဲ့ Randy ရဲ့ Extreme Passion Gaming Pocket Season လေးကနေ